လောကမှာအောင်မြင်ခြင်းရင်ကိုယ့်အရေးချင်းကိုထုတ်ပြဖို့လိုတယ်လို့လူတိုင်းကထင်တတ်ကြတယ်။ဒါပေမဲ့အာဏာအကြောင်းပြောမယ်ဆိုရင်တော့ဒါဟာအန္တရာယ်အရှိဆုံးအမားတစ်ခုဖြစ်သွားနိုင်ပါတယ်။ဒါကြောင့်ပထမဦးဆုံးဥပဒေသားကတင့်အထက်လူကြီးထက်ပိုပြီးပေါ်လွင်အောင်မလုပ်ပါနဲ့ဆိုတာပါပဲ။ဒီဥပဒေသားရဲ့အဓိပ္ပာယ်ကဘာလဲ။တင့်အထက်မှာရှိတဲ့လူတွေကိုသူတို့ဟာတင့်ထက်တာလွန်နေပါတယ်ဆိုတဲ့ခန်းစားချက်မျိုးအမြဲရနေအောင်လုပ်ပေးရမယ်လို့ဆိုလိုတာပါ။သူတို့အထင်ကြီးလာအောင်ဆိုပြီးတင့်အရေးအချင်းတွေကိုအလွန်အကျွန်းထုတ်ပြလိုက်ရင်သူတို့စိတ်ထဲမှာမလုံခြုံသလိုခံစားရသွားနိုင်ပါတယ်။သူတို့ကတင့်ကိုကြောက်လာမယ်၊စိုးရင်လာမယ်။အဲ့ဒီကနေတဆင့်တင့်ကိုဒုက္ခပေးဖို့အထိဖြစ်လာနိုင်ပါတယ်။တကယ်တော့တင့်ဟာအာဏာရှိတဲ့နေရာကိုတက်လန်းခြင်းနဲ့ဆိုရင်တင့်အထက်လူကြီးကိုသူရှိနေတာထက်ပိုပြီးတော့တော်တရားပိုပြီးတော့တောက်ပတရားမြင့်တင်ပေးနိုင်ဖို့ပဲလိုအပ်တာပါ။သင်ခန်းစာ1နီကိုလက်ဖူကစ်ရဲ့ဂျာဆုံးကံဥပဒေသားကိုချိုးဖောက်မိခြင်းပြင်သစ်ဘုရင်လူဝိစ်14နန်တက်ဆာအစောပိုင်းကာလတွေမှာနီကိုလက်ဖူကစ်ဆိုတာတကူဩစာကြီးမားတဲ့ဗန်နာရေးဝန်ကြီးတယောက်ဖြစ်ခဲ့ပါတယ်။သူကလူမှုရေးအရန်ပြစ်ပြီးလက်ဖွာတဲ့နေရာမှာလည်းနာမည်ကြီးပါတယ်။ခမ်းနားချေဝါတဲ့ပါတီပွဲတွေကျင်းပရတာလက်ပါတဲ့အမျိုးသမီးတွေနဲ့ဝန်းရံနေရတာနဲ့အမှုပညာကပြလင်္ကာတွေကိုအင်မတန်ခုံမင်သူတူပေါ့တစ်ဖက်မှာလည်းသူကငွေကြေးအပေါ်အရန်မမောတလို့အတုံးအဖြုံးမှာလည်းဘသူ့ကိုမှမညာပဲအရန်ကြွကြွရွနေတတ်တဲ့လူနေမှုပုံစံရှိသူပါဖူကစ်ဟာအလွန်ထက်မြက်တတ်သူဖြစ်တာကြောင့်ဘရင်ကြီးအတွက်လည်းတကယ်ကိုအားကိုးရတယ်မရှိမဖြစ်အရေးပါတဲ့လူတစ်ယောက်ဖြစ်နေပါတယ်1662ခုနှစ်မှာတော့နိုင်ရင်ဝင်ကြီးဂျုစ်မက်သရင်ကွန်လွန်သွားခဲ့ပါတယ်အဲ့ဒီအခါမှာတော့ဖူကစ်ကငါဟာအရေးအချင်းလဲရှိတယ်ဘရှင်ကလည်းအကိုရဲဆိုပြီးအဲ့ဒီလေဟင်းသွားတဲ့နေရင်ဝင်ရှာတူးကိုသူ့ပဲစက်ခံရမယ်လို့အခိုက်အမာမျောလင့်ခဲ့တာပေါ့ဒါပေမဲ့ဖူကစ်မျောလင့်ထားသလိုဖြစ်မလာခဲ့ပါဘူးဘရင်ကြီးကနေရင်ဝင်ရှာတူးကိုစက်ခံခွင့်မပေးတဲ့အပြင်အဲ့ဒီရှာတူးကိုပါလုံးဝဖျက်သိမ်းပစ်လိုက်ပါတယ်ဒီလိုအခြေအနေတွေကြောင့်ဖူကစ်ဟာငါ့ကိုဘရင်ကြီးမျက်နှာသာမပေးတော့ဘူးလားဆိုပြီးစိုးရင်စိတ်တွေဝင်လာခဲ့တာပေါ့အဲ့ဒီမှာတင်သူကအမားကြီးတစ်ခုကိုစတင်လိုက်ပါတယ်အဲ့ဒါကတော့ဘရင်စိတ်ကိုပြန်ဖမ်းစားဖို့အတွက်တကဘာလုံးမှာဘသူမှမမြင်ဘူးသေးတဲ့အမခန့်အခမ်းအနားဆောင်ပါတီပွဲကြီးတစ်ခုကိုကျင်းပဖို့ဆုံးဖြတ်လိုက်တာပါပဲဒီပါတီပွဲကိုသူ့ရဲ့ဘို့စလီဗီကိုစက်အိမ်တော်ကြီးပြီးဆုံးသွားတာကိုဂုဏ်ပြုဖို့လို့အပေါ်ယံအကြောင်းပြထားပေမဲ့တကယ်တော့အထက်ကဧည့်သည်တော်ဖြစ်တဲ့ဘရင်ကြီးကိုအထင်ကြီးစေဖို့ရည်ရွယ်တာပါဘလောက်တောင်ခမ်းနားတလဲဆိုရင်ပွဲကိုတက်ရောက်လာတဲ့သူတွေကလည်းတာမန်လူတွေမဟုတ်ပါဘူးဥရောပရဲ့ထိပ်တန်းမူးမတ်တွေအပြင်အဲ့ဒီခေတ်ကအတော်ဆုံးပညာရှင်တွေဖြစ်တဲ့လာဖောင်တနာလာဟော့ဖူကိုမာဒန်ဒီစီဗီနက်တို့တောင်ပါဝင်ပါတယ်ပြဆက်ရေးဆရာမိုလီယန်ဆိုရင်ဒီပွဲအတွက်တီးတန့်ပြဆက်အသစ်တပုတ်ရေးပေးရုံတင်မကပဲသူကိုယ်တိုင်တောင်ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်ညစာစားပွဲမှာဆိုရင်လည်းဟင်းလျာ9မျိုးကိုခဲချင်းတဲခင်းခဲ့တာပါပြင်သစ်မှာတစ်ခါမှမစားဘူးသေးတဲ့အရှိတိုင်းအစားအစာတွေနဲ့ဒီညအတွက်တိတ်တက်ဖန်တီးထားတဲ့ဟင်းလျာတွေကဧည့်သည်တွေကိုအအောသိမ့်စေခဲ့ပါတယ်စားတော့နေတော့မှလည်းဖူကစ်ကဘရင်ကြီးအတွက်အထူးမှယူရေးဆက်ထားတဲ့သဲဂီတာတွေနဲ့အခန့်ခဲ့ပါသေးတယ်ညစာစားပြီးတဲ့နောက်မှာတော့စက်အိမ်တော်ရဲ့ဥယျာဉ်ထဲကိုလမ်းလျှောက်ထွက်ခဲ့ကြပါတယ်ဒီဘို့စလီဗီကိုစက်အိမ်ရဲ့မြင်းနေရအနေအထားနဲ့လက်ပတဲ့ရှေ့ပန်းတွေဟာနောက်ပိုင်းမှာနာမည်ကြီး Versailles ရဲ့နန်းတော်ကြီးကိုတည်ဆောက်ဖို့အတွက်အဓိကစိတ်ကူးစိတ်တမ်းတွေဖြစ်လာခဲ့တာပါဖူကစ်ကိုရိုင်းဘရင်ကြီးကိုလက်ပတဲ့ပန်းခင်းတွေကြားမှာလိုက်လံပြသခဲ့ပြီးဥယျာဉ်ထဲကမြောင်းတွေစီရောက်တဲ့အခါမှာတော့ကောင်းကင်တစ်ခုလုံးလင်းထင်သွားတဲ့အထိမီးရှူးမီးပန်းတွေနဲ့ဖျော်ဖြေခဲ့ပါတယ်ပါတီပွဲဟာညနေတဲ့အထိတကယ်ကိုစီကားခဲ့ပြီးတက်ရောက်လာသူအားလုံးကလည်းငါတို့ဘဝမှာဒီလောက်အံ့ဩစရာကောင်းတဲ့ပွဲမျိုးတစ်ခါမှမမြင်ဘူးလို့တညှိတညွတ်တဲ့ပြောခဲ့ကြပါတယ်ဖူကစ်ကတော့သူ့အစီအစဉ်အောင်မြင်ပြီလို့ထင်နေခဲ့တာပေါ့ဒါပေမဲ့နောက်တနေ့မနေ့ပါတော့ဖူကစ်ကဘရင်တက်တော်ဆောက်တက်မှုဒက်တန်ညောရဲ့ဖန်စီခြင်းကိုခံလိုက်ရပါတယ်3လအကြာမှာတော့နိုင်ငံတော်ဘန်နာကိုခိုးယူတယ်ဆိုတဲ့ဆွဆွဲချက်နဲ့တရားရင်ဆိုင်ခဲ့ရပါတယ်။တ
တကယ်တော့သူသုံးခဲ့တဲ့ငွေအများစုကဘရင်ခွင့်ပြုချက်နဲ့ဘရင်အကျိုးအတွက်ပဲသုံးခဲ့တာပါနောက်ဆုံးမှာတော့ Fugis ကအပြစ်ရှိကြောင်းဆုံးဖြတ်ခံရပြီးပြင်သစ်နိုင်ငံရဲ့အစွန်အဖျားဆုံးဖြစ်တဲ့ Pyrenees တောင်တန်းပေါ်ကအထီးကျန်တောင်ကြီးတစ်ခုကိုပို့ဆောင်ခံခဲ့ရပါတယ်အဲ့ဒီထောင်ထဲမှာပဲသူဟာကြန့်ရှိတဲ့ဘဝတက်တန်း20လုံးကိုတူးတဲ့တီးတန့်ပိတ်လောင်ခံရင်ဘဝကိုလီကုန်းချုပ်သွားခဲ့ရပါတယ်သင်ခန်းစာကိုပြန်လည်ဆန်းစစ်ခြင်းနေမင်းကြီးလို့တင်စားခေါ်ဝေါ်ကြတဲ့ပြင်သစ်ဘုရင်လူဝိကတ်တဟုံးဆိုတာအရာရာတိုင်းမှာသူကသာအထက်မြက်ဆုံးသူကသာအဓိကဖြစ်ခြင်းနဲ့မာနခဲကြီးပါသူ့ထက်ပိုပြီးခန္ဓာတောက်ပနေတာမျိုးဆိုဘသူစီကမှအထူးသဖြင့်သူ့ရဲ့လက်အောက်ငယ်သားဝင်ကြီးစီကနေလုံးဝသိမခံနိုင်တဲ့သူမျိုးပေါ့နီကိုလက်ဖူကစ်ကိုဖယ်ရှားပြီးရဲ့နောက်မှာတော့ဘရင်ကြီးဟာသူ့နေရာမှာအစားထိုးဖို့ဂျိမ်းဘက်တီစ်ကိုဘတ်စ်ကိုရွေးချယ်ခဲ့ပါတယ်ဒီကိုဘတ်ဆိုတဲ့လူကတွန့်တိုစစ်ဆက်တဲ့နေရာမှာနာမည်ကြီးသလိုသူကျင်းပတဲ့ပါတီပွဲတွေကလည်းတစ်မျိုးလုံးမှာပြင်းစရာအကောင်းဆုံးလို့တောင်သတ်မှတ်ခံရသူပါဒါပေမဲ့သူကဘရင်ကြီးလိုချင်တဲ့ပုံစံအတိုင်းနိုင်ငံတော်ဘန်နာတွေကိုဘရင်လက်ထဲဓာတ်ရိုက်ရအောင်လုပ်ပေးခဲ့ပါတယ်ဘရင်ကြီးဟာဒီငွေတွေနဲ့ပဲနီကိုလက်ဖူကစ်ရဲ့စက်အိမ်ထက်အစပေါင်းများစွာပိုခမ်းနားတဲ့ Versailles ရဲ့နန်းတော်ကြီးကိုတည်ဆောက်ခဲ့တာပါထူးခြားတာကကိုဘတ်ဟာနီကိုလက်ဖူကစ်အသုံးပြုခဲ့တဲ့ပြည်သူ့ကပညာရှင်တွေအလှဆင်သူတွေရဲ့ဥယျာဉ်ဒီဇိုင်နာတွေကိုပဲပြန်သုံးခဲ့တာဖြစ်ပြီးအဲ့ဒီ Versailles ရဲ့နန်းတော်မှာပဲနီကိုလက်ဖူကစ်ကိုဘဝပြက်စေခဲ့တဲ့ပါတီပွဲထက်ပိုခမ်းနားတဲ့ပွဲတွေကိုကျင်းပခဲ့ပါတယ်ဒီအခြေအနေကိုပြန်လည်သုံးသပ်ကြည့်မယ်ဆိုရင်ပါတီကျင်းပတဲ့ညမှာနီကိုလက်ဖူကစ်ဟာတစ်ခုတက်တစ်ခုပိုကောင်းတဲ့ဖျော်ဖြေမှုတွေကိုဘရင်ကြီးရှေ့မှာတင်ဆက်ခဲ့ပါတယ်။သူ့စိတ်ထဲမှာတော့ဒါဟာဘရင်အပေါ်သစ္စာရှိတာကြီးညိုတာကိုပြနေတာလို့ပဲထင်ခဲ့တာပေါ့။ငါဟာအရသာခံတတ်တဲ့အဆင့်အတန်းရှိရဲ့အဆက်အသွယ်ကောင်းတယ်လူချစ်လူခင်များတယ်ဒါကြောင့်ငါဟာနေရင်ဝင်ပြဖို့အသင့်တော်ဆုံးပဲလို့ဘရင်ကြီးကိုတက်တည်ပြချင်ခဲ့တာပေါ့။ဒါပေမဲ့ရှာလက်ကတော့ပြောင်းပြန်ဖြစ်သွားပါတယ်။ဧည့်သည်တွေကနီကိုလက်ဖူကစ်ကိုချီးကျူးနေကြတာကိုမြင်တော့ဘရင်ကြီးကငါလူတွေကငါထက်ဒီဘန်နာရေးဝင်ကြီးကိုပို့ပြီးလေးစားအားကျနေကြပါလားလို့ခံစားလိုက်ရပါတယ်။နီကိုလက်ဖူကစ်ရဲ့ခမ်းနားမှုတွေကဘရင်ကြီးကိုမြောက်ပင်ပေးရမလျှောက်ပဲဘရင်ကြီးရဲ့မာနကိုတွားပြီးစော်ကားလိုက်လို့ဖြစ်သွားခဲ့ပါတယ်။ဘရင်ကြီးဟာသူ့ကိုယ်သူမလုံခြုံသလိုခံစားရအောင်လုပ်ခဲ့တဲ့နီကိုလက်ဖူကစ်ကိုဖယ်ရှားဖို့အကြောင်းပြချက်တစ်ခုပဲရှာနေခဲ့တာပါ။ကိုအထက်လူကြီးကိုစိတ်ပိုင်းဆိုင်ရာမလုံမလဲဖြစ်အောင်လုပ်မိသူသူတို့ရဲ့မာနကိုထိခိုက်စေသူဒါမှမဟုတ်သူတို့ရဲ့ကြီးမြတ်မှုကိုတန်တရားဝင်အောင်လုပ်မိသူတိုင်းဟာတနည်းမဟုတ်တနည်းနဲ့ဒီလိုကြကြမာမျိုးကိုရင်ဆိုင်ရမှာပါပဲနီကိုလက်ဖူကစ်ဟာထိုညပိုင်းမှာပဲလောကရဲ့ထိတ်ဆုံးမှာရှိနေခဲ့ပေမဲ့ညကုံဆုံးချိန်မှာတော့အောက်ဆုံးအထိပြုတ်ကျသွားခဲ့ရပါတယ်အောင်မြင်သောနီးပြူဟာဂလီလေယိုရဲ့ပါနတ်မှုဥပဒေတာကိုလိုက်နာခြင်း1600ပြည့်နှစ်အစောပိုင်းကာလတွေမှာအီတလီလူမျိုးနက္ခရဗေဒပညာရှင်ဂလီလေယိုဟာစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။အဲ့ဒီခေတ်ကသိပ္ပံပညာရှင်တွေဟာကိုယ့်ရဲ့သုတေသနလုပ်ငန်းတွေဆက်လုပ်နိုင်ဖို့အတွက်မင်းစိုးမင်းရွယ်နာယကဖေထရော့တွေရဲ့ထောက်ပံ့မှုအပေါ်မှာပဲမိခိုနေရတာပါ။ဒါကြောင့်ဂလီလေယိုဟာသူ့ရဲ့ရှာဖွေတွေ့ရှိမှုတွေကိုအလဲကျလက်ဆောင်ပေးလေးရှိပါတယ်။တခါကသူတီထွင်ထားတဲ့စစ်ပတ်သုံးတန်လိုက်အိမ်မြောင်ကိုဂျူအော်ဂူဆာကထံဆက်တခဲ့တယ်လို့အဲ့ဒီအိမ်မြောင်အသုံးပြုပုံစာအုပ်ကိုတော့မက်ဒီချီမိသားစုတဲ့ရည်ညွှန်းအနယ်ခဲ့ပါတယ်။အုတ်ချုပ်သူတွေကကျေးဇူးတင်ကြပေမဲ့ပြန်ရတဲ့အကျိုးမြတ်ကတော့တင်စားပေးရမယ့်တပတ်တွေရှာတာလောက်ပါပဲ။ဘလောက်ပဲကြီးကျယ်တဲ့ရှာဖွေတွေ့ရှိမှုဖြစ်ပါစေလာယကတွေကသူ့ကိုငွေသားအစားလက်ဆောင်ပစ္စည်းလေးတွေပဲပေးလေးရှိတာကြောင့်ဂလီလီယိုရဲ့ဘဝဟာအမြဲတမ်းသူတစ်ပါးကိုမိခိုနေရပြီးမလုံခြုံသလိုခံစားနေရပါတယ်။အဲ့ဒီမှာတင်သူကဒီထက်ပိုပြီးလွယ်ကူတဲ့ထိရောက်တဲ့နည်းလမ်းတော့ရှိရမယ်လို့တွေးမိသွားပါတယ်။မဟာဗျူဟာအသစ်နဲ့ဂျူပီတာဂျို1610ပြည့်နှစ်မှာဂလီလီယိုဟာဂျူပီတာဂျိုရဲ့လှတွေကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ဒီတစ်ခါမှာတော့သူကအရှင်လိုလက်ဆောင်တွေကိုဟိုတစဒီတစခွဲမပေးတော့ပဲမက်ဒီချီမိသားစုတစုတဲကိုပဲအပြည့်အဝအာရုံစိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဘာကြောင့်မက်ဒီချီမိသားစုကိုရွှေ့တာလဲဆိုလို့ရှိရင်1540ပြည့်နှစ်တွေကတည်းက
ဒီမိသားစုကိုတီထောင်ခဲ့တဲ့ကော်စီမို1ဟာနက်ဖျားတွေထဲမှာအင်အားအကြီးဆုံးဖြစ်တဲ့ဂျူပီတာကိုသူတို့ရဲ့သင်္ကေတအဖြစ်သတ်မှတ်ခဲ့လို့ပါပဲဂလီလီယိုဟာသူ့ရဲ့သိပ္ပံနည်းကျရှာဖွေတွေ့ရှိမှုကိုမက်ဒီချီမိသားစုရဲ့ကြီးမြတ်မှုကိုဂုဏ်ပြုတဲ့နမိတ်ကောင်းတစ်ခုအဖြစ်ပြောင်းလဲပြလိုက်ပါတယ်သူကဘလို့ကြီးညာလိုက်တာလဲဆိုလို့ရှိရင်ဒီတောက်ပတဲ့ကြယ်လေးတွေဂျူပီတာရဲ့လများဟာကော်စီမို2နန်းတက်တဲ့အချိန်နဲ့တပြိုင်နက်တည်းပါမယ်ကျွန်တော်ရဲ့တယ်လီစကုပ်ထဲကိုလာရောက်အယောင်ပြခဲ့ကြတာဖြစ်ပါတယ်လို့ဆိုပါတယ်သူကဆက်ပြီးတော့ဒီလအရှိအတွက်၄စင်းဟာကော်စီမို2ရဲ့ညီအကို၄ဦးကော်စီမိုအပါအဝင်ညီအကို၄ယောက်နဲ့ကွက်တီကင်ညီနေပါတယ်ဂျူပီတာဂျိုကိုလလေးစင်းကဝင်းရနေတယ်လို့မျိုးဒီသားလေးဦးဟာလည်းမိသားစုကိုတီထောင်ပြီးကော်စီမို1ကိုဝန်းရနေကြတာပါလို့ရှင်းပြပါတယ်ဒါဟာတိုက်ဆိုင်မှုမဟုတ်ပဲမက်ဒီချီမိသားစုရဲ့တောက်ပမှုကိုကောင်းကင်ဘုံကောင်းတာတက်တည်ပြနေတာပါလို့သူကမြောက်ပင့်ပေးခဲ့ပါသေးတယ်နောက်ဆုံးမှာတော့ဂလီလီယိုဟာဂျူပီတာနက်ဖျားကတိမ်တိုက်ပေါ်မှာထိုင်နေပြီးသူ့ကိုကျယ်လေးစင်းကဝန်းရနေတဲ့အမန်တစိတ်တစ်ခုကိုဖန်တီးကကော်စီမို2စီကိုတင်ဆက်ခဲ့ပါတယ်။ရလက်ကတော့1610ပြည့်နေပါမယ်။ကော်စီမို2ဟာဂလီလီယိုကိုလစာအပြည့်အဝပေးပြီးတော့နန်းတွင်းတရားဝင်ဒသနပညာရှင်နဲ့သင်္ချာပညာရှင်အဖြစ်ခန့်အပ်လိုက်ပါတယ်။ဒါဟာသိပ္ပံပညာရှင်တယောက်အတွက်တော့ဘဝမှာအကြီးမားဆုံးအောင်မြင်မှုပါပဲ။သူတစ်ပါးစီမှာလိုက်လံတောင်းခံနေရတဲ့နေ့ရွက်တွေလည်းအပြီးတိုင်းကုံဆုံးသွားခဲ့ပါတယ်။သင်ခန်းစာကိုပြန်လည်ဆန်းစစ်ခြင်းဂလီလီယိုဟာသူ့ရဲ့မဟာဗျူဟာအသစ်ကြောင့်နေပေါင်းများစွာစ조사တောက်ခံခဲ့ရတာထက်ပိုတန်မိုးရှိတဲ့အောင်မြင်မှုကိုတစ်ချက်တည်းနဲ့ရရှိသွားခဲ့ပါတယ်။အကြောင်းရင်းကတော့ရိုးရိုးလေးပါ။အထက်လူကြီးတိုင်းဟာသူတစ်ပါးထက်ပိုပြီးတောက်ပခြင်းကြော်ကြားခြင်းကြတာကြောင့်ပါ။တကယ်တော့အာဏာရှိတဲ့သူတွေဟာသိပ္ပံပညာအမှန်တရားဒါမှမဟုတ်နောက်ဆုံးပေါ်တီထွေမှုတွေကိုသိပြီးဂယုစိုက်လေးမရှိကြပါဘူး။သူတို့အဓိကဂယုစိုက်တာကသူတို့ရဲ့နာမည်နဲ့ဂုဏ်သရေပါဂလီလီယိုဟာမက်ဒီချီမိသားစုကိုသိပ္ပံကိရိယာအသစ်တစ်ခုနဲ့နာယကအဖြစ်သတ်မှတ်ပေးုံတင်မကပဲသူတို့ရဲ့နာမည်ကိုစကြဝဠာထဲကအင်အားစုတွေနဲ့ပါဆက်နွယ်ပေးလိုက်တာကြောင့်သူတို့အတွက်အင်မတန်ကြီးမားတဲ့ဂုဏ်ကျက်တရေကိုပေးအပ်လိုက်တယ်လို့ဖြစ်သွားတာပေါ့သိပ္ပံပညာရှင်တွေပဲဖြစ်ဖြစ်ဘလို့ပညာရှင်မျိုးပဲဖြစ်ဖြစ်နန်းတွင်းဘဝနဲ့နာယကတွေရဲ့စိတ်အပြောင်းလဲကနေကင်းလို့ခွင့်မရှိကြပါဘူးသူတို့ဟာငွေကြေးကိုထင်းချုပ်ထားတဲ့သခင်တွေကိုအလောက်အကျွေးပြုရမယ်သူတွေပါတခါတလေပညာရှင်တွေနဲ့ကြီးမားလုံးတဲ့အသိဉာဏ်ပညာဟာသခင်ဖြစ်သူကိုစိတ်မလုံးချုံမှုဖြစ်စေတတ်ပါတယ်ငါကငွေထုတ်ပေးရရုံတက်တက်ပဲလားဆိုတဲ့ခံစားချက်မျိုးပေးမိတက်လို့ပါရှာဖွေတွေ့ရှိသူဒါမှမဟုတ်ဖန်ကြီးသူတွေဟာသူတို့ကိုသူတို့ငွေကြေးထောက်ပံ့သူထက်ပိုအရေးပါတယ်လို့ထင်ရအောင်လုပ်တတ်ကြပါတယ်ဒါပေမဲ့အရှင်သခင်အထက်လူကြီးတွေကတော့သူတို့နာမည်နဲ့ထွက်ပေါ်လာတဲ့အလုပ်တွေထက်သူတို့ကိုယ်တိုင်ကပိုပြီးဖန်တီးနိုင်စွမ်းရှိရဲပိုပြီးအစွမ်းထက်တယ်လို့ပဲအချင်းခံချင်းကြတာပါဒါကြောင့်သူတို့ကိုစိတ်မလုံခြုံမှုပေးမဲ့အစားသူတို့အလိုရှိတဲ့ဂုဏ်ကျက်တရေကိုပဲပေးရပါမယ်ဂလီလီယိုဟာသူ့ရဲ့ရှာဖွေတွေ့ရှိမှုနဲ့မက်ဒီချီတို့ရဲ့အသိဉာဏ်ပညာကိုစင်ခေါ်တာမျိုးမလုပ်ခဲ့သလိုသူတို့ကိုအောက်ကျနောက်ကျဖြစ်အောင်လည်းမလုပ်ခဲ့ပါဘူးကျဲတာယာတွေနဲ့ဓာတ်ရိုက်ရှင်တွဲပေးလိုက်ခြင်းအပြင်အီတလီနန်းတွင်းတွေကြားမှာမက်ဒီချီတို့ကိုပို့ပြီးတောက်ပထွန်းလင်းစေခဲ့ပါတယ်။သူဟာအရှင်သခင်နဲ့ကြော်ပြီးမတောက်ပခဲ့ပဲအရှင်သခင်ကိုသာအခြားသူတွေထက်ပိုပြီးတောက်ပအောင်ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။အာနာဤတော်ချက်များ keys to power လူတိုင်းမှာမိမိကိုမိမိမလုံခြုံသလိုခံစားရတဲ့စိတ် insecurity တွေကိုစီရှိကြပါတယ်။သင်ကလူတော်ထဲမှာကိုယ့်ရဲ့အရေးချင်းတွေကိုထုတ်ပြလိုက်ပြီးဆိုတာနဲ့ဘေးပတ်ဝန်းကျင်ကလူတွေရဲ့စိတ်ထဲမှာမနာလိုမှုငူဆူမှုနဲ့စိတ်မလုံခြုံမှုတွေကိုသဘောအလျောက်သွားပြီးနှိုးဆွပေးလိုက်သလိုဖြစ်သွားတတ်ပါတယ်။တာမန်လူတွေရဲ့တိမ်ပြင်းတဲ့ခံစားချက်တွေကိုတော့တစ်သက်လုံးလိုက်ပြီးစိုးရိမ်နေစရာမလိုပါဘူး။ဒါပေမဲ့တစ်အချက်ကလူတွေနဲ့ပတ်သက်လာရင်တော့ချင်းကပ်ပုံပြောင်းလဲဖို့လိုပါလိမ့်မယ်။အာနာလောကမှာတော့အထက်လူကြီးထက်ပိုပြီးတောက်ပပြမိတာဟာအဆိုးရွားဆုံးအမားတစ်ခုဖြစ်သွားနိုင်လို့ပါလူဝိကတဟုံးတော့မက်ဒီချီတို့ခေတ်ကထက်စာရင်အခုခေတ်ကအများကြီးပြောင်းလဲသွားပြီလို့ထင်ရပေမဲ့တကယ်တမ်းယာဒူးကြီးရဲ့သူတွေဟာအရှင်ခေတ်ကဘရှင်တွေမိဖုရားတွေအတိုင်းပါပဲ
သူတို့ဟာကိုယ့်ရာထူးအာဏာမှာစိတ်လုံခြုံမှုကိုလိုလားကြသလိုအသိဉာဏ်ဟာသဉာဏ်နဲ့ဆွဲဆောင်မှုရှိတဲ့နေရာတွေမှာလည်းသူတို့ပတ်ဝန်းကျင်ကလူတွေထက်ပိုသာနေတယ်လို့ခန်းစားချင်ကြပါတယ်။ကိုယ့်ရဲ့ဆွဲဆောင်ရည်တွေပါရမီတွေကိုထုတ်ကြွားပြလိုက်ရင်အထက်လူကြီးရဲ့ချစ်ခင်မှုကိုရနိုင်မယ်လို့ထင်နေတာဟာအလွန်မားရင်နဲ့အယူအဆပါအထက်လူကြီးကတိတ်ရှိမှာတော့အပေါ်ရဲ့ချီးကျူးဟန်ဆောင်နေနိုင်ပါတယ်ဒါပေမဲ့အခွင့်အရေးရတာနဲ့တပြိုင်နက်တင့်ထက်အသိအဉာဏ်နဲ့သူဆွဲဆောင်မှုမရှိတဲ့သူအတွက်ချင်းချောက်မှုမဖြစ်စေတဲ့လူတစ်ယောက်နဲ့တင့်ကိုအစားထိုးပစ်ဖို့ဝင်လေးမှာမဟုတ်ပါဘူးလိုက်နာရမယ်စီးမြင်နှစ်ရက်ဒီဥပဒေသားကိုအသုံးချတဲ့အခါမှာတိတ်အနေနဲ့အခြေအနေနှမျိုးကိုသတိထားဖို့လိုအပ်ပါတယ်နံပါတ်1ကိုယ့်ဘက်ကရိုးရိုးနေပေမဲ့မတော်တဆကြော်ပြီးတောက်ပသွားခြင်းတခါတလေမှာသင်ကတကူးတကစ조사စရာမလိုပဲသင်ရဲ့ပင်ကိုအရှိအချင်းဆွဲဆောင်မှုနဲ့ကြက်တရေကြောင့်တင်အထက်လူကြီးကိုမင်းမင်သွားစေနိုင်ပါတယ်အထူးသဖြင့်စိတ်မလုံခြုံမှု insecurity အရန်ကြီးတဲ့အထက်လူကြီးနဲ့စုံတဲ့အခါမျိုးမှာဒါဟာအန္တရာယ်ရှိပါတယ်တာတက Prince Mafedi 1500ပြည့်နှစ်တွေတုန်းက Pfizer မျိုးစာAstro Mafedi ဟာအင်မတန်ချောမောပြီးပြည်သူတွေရဲ့ချစ်ခင်မှုကိုရရှိထားသူပါရက်စက်တဲ့စစ်ပင် Chesrain Voja ကမြို့ကိုသိမ်းပိုက်တဲ့အခါမှာတော့အစပိုင်းတော့ Mafedi ကိုလွတ်လပ်ခွင့်ပေးခဲ့ပါတယ်ဒါပေမဲ့နောက်ပိုင်းမှာတော့သူ့ကိုဖမ်းပြီးတပ်ပစ်လိုက်ပါတယ်တကယ်တော့ Mafedi ဟာ Voja ကိုဘာမှရှယ်မပြုတ်ခဲ့ပါဘူးသူ့ရဲ့သဘာဝအတိုင်းတောက်ပနေတဲ့အရေးချင်းတွေကစိတ်မလုံခြုံတဲ့ Voja ကိုမင်းမင်သွားစီလို့ပဲဖြစ်ပါတယ်သင်ခန်းစာသင်ဟာ Chesrain Voja လိုလူမျိုးနဲ့ဆောင်လာရပြီဆိုရင်ကိုယ့်အရေးအချင်းတွေကိုရှော့ပြဖို့လိုအပ်တယ်လို့ဖြစ်နိုင်ရင်အဲ့ဒီလိုလူမျိုးနဲ့ဝေးနေတာအကောင်းဆုံးပါပဲနံပါတ်2မျက်နှာသာပေးခံရရုံနဲ့အရာရာလုတ်ပိုင်ခွင့်ရှိတယ်လို့မထင်ပါနဲ့အထက်လူကြီးကတင့်ကိုခင်မင်းယုံကြည်နေတာဟာတင်လှုပ်ချင်ရလှုပ်လို့ရတယ်ဆိုတဲ့အတိတ်ပဲမဟုတ်ပါဘူးကိုယ့်ရဲ့အခွင့်အရေးကိုအလွဲသုံးစားလုပ်တာဒါမှမဟုတ်အထက်လူကြီးထက်ပိုပေါ်လွင်အောင်လုပ်မိတာကြောင့်မျက်နှာသာပေးခံရတဲ့ဘဝကနေပြုတ်ကျသွားတဲ့သူတွေအများကြီးရှိပါတယ်တာတက Sino Rikyu 16ရာစုဂျပန်နိုင်ငံမှာလက်ဖက်ရည်ပွဲကျွမ်းကျင်သူ Rikyu ဟာ Ikari Hideyoshi ရဲ့အယုံကြည်ရဆုံးအကြံပေးဖြစ်ခဲ့ပါတယ်ဒါပေမဲ့1592ခုနှစ်မှာတော့ Hideyoshi ရဲ့အမိန့်နဲ့ပဲတည်တံပေးခြင်းခံခဲ့ရပါတယ်။ Rikyu ဟာနန်းတော်ဝင်ပေါက်ကအရှိပါတဲ့ဖျားเจ้าထဲမှာ movement တွေလိုဝတ်ဆင်ထားတဲ့သူ့ရဲ့ကိုယ်ပိုင်တစ်သားရုပ်ထုကိုထားရှိခဲ့လို့ပါပဲ။ဒါပေမဲ့သူဟာ Ikari နဲ့အဆင့်တူတယ်လို့ကြေညာလိုက်တယ်လို့ဖြစ်သွားပါတယ်။မိမိရဲ့အဆင့်အတန်းဟာ Ikari ရဲ့မျက်နှာသာပေးမှုအပေါ်မှာပဲမူတည်နေတယ်ဆိုတာကိုသူမေ့သွားခဲ့တာပါ။ဒါဟာအာနာလောကမှာတော့ခွင့်မလွတ်နိုင်တဲ့အမားပါပဲဒီဥပဒေသားကိုအခွင့်ကောင်းအဖြစ်ဘလို့အသုံးချမလဲအထက်လူကြီးထက်ပိုပေါ်လွင်သွားရင်ဘလို့အန္တရာယ်မျိုးကြုံရနိုင်တယ်ဆိုတာကိုသိသွားပြီဆိုရင်ဒါကိုမိမိအတွက်အကျိုးရှိအောင်ပြန်အသုံးချလို့ရှာပါတယ်အထက်လူကြီးကိုပပနဲ့မြောက်ပိတ်ပေးပါအပေါ်ရန်သိတာလုံးနဲ့မြောက်ပိတ်တာမျိုးထက်ပါနဲ့တဲ့မြောက်ပိတ်မှုကပိုထိရောက်ပါတယ်ဥပမာသင်ကတိတ်အထက်လူကြီးထက်ပိုတော်နေတော့မှသူ့ကိုပိုတော်တယောင်ဖြစ်နေအောင်ပြုမှုပါတခါတလေမှာကိုကဘာမှမသိသလိုနှုံအယောင်ဟန်ဆောင်ပြီးတော့သူ့စီကအကြံဉာဏ်တွေတောင်းတာမျိုးသူ့အကူအညီလိုအပ်နေကြောင်းပြသတာမျိုးလုပ်ပေးပါကို့အကြံဉာဏ်ကိုအထက်လူကြီးရဲ့အကြံဉာဏ်ဖြစ်အောင်ပုံဖော်ပါတင့်မှာအရန်ကောင်းတဲ့အကြံဉာဏ်အသစ်တွေရှိနေရဲဆိုရင်ဒါကိုလူသိရှင်ကြားထုတ်ပြောတဲ့အခါမှာဒါဟာအထက်လူကြီးရဲ့လမ်းညွှန်မှုဒါမှမဟုတ်သူ့အရှင်ကပြောခဲ့မှုတဲ့စကားတွေကိုပြန်ပြီးအကောင့်အထက်ဖော်တာပါဆိုတဲ့ပုံစံမျိုးနဲ့တင်ပြပါကိုယ့်ရဲ့ဟာသဉာဏ်နဲ့ဆွဲဆောင်မှုကိုထိန်းချုပ်ပါသင်ကလူချစ်လူခင်ပိုပေါ်နေတဲ့သူဆိုရင်သတိထားပါသင်အထက်လူကြီးကိုဖုံးလွှမ်းသားတဲ့တင်တိုက်မျိုးမဖြစ်ပါစေနဲ့အထက်လူကြီးကိုသာလူတိုင်းဝန်းရံရမယ်နေမင်းကြီးလိုဖြစ်နေပါစေညီကုန်းချုံမိမိရဲ့အရေးချင်းတွေကိုအခြေအနေအရဖုံးကွယ်ထားရခြင်းဟာအားနည်းချက်မဟုတ်ပါဘူးဒါဟာအာနာစီကိုသွားတဲ့လမ်းကြောင်းတစ်ခုပဲဖြစ်ပါတယ်တခြားသူတွေကိုကြော်ပြီးတောက်ပခွင့်ပေးလိုက်ခြင်းအဖြစ်သင်ဟာအခြေအနေကိုနောက်ွယ်ကနေထိန်းချုပ်နိုင်သူဖြစ်လာပါလိမ့်မယ်
ဂလီလီယိုလောက်ခဲ့သလိုပဲကိုယ့်ရဲ့အရှင်သခင်ကိုအခြားသူတွေရဲ့မျက်စိထဲမှာပိုပြီးတောက်ပလာအောင်လုပ်ပေးနိုင်ရင်သင်ဟာသူတို့အတွက်ယတနာတစ်ခုလိုတန်ဖိုးထားခဲ့ရမှာဖြစ်ပြီးတော့ယာထိုးတိုးမြင့်တာတွေကိုလည်းအလွယ်တကူရရှိလာမှာပါဒီဥပဒေသားရဲ့အနည်းချုပ်ကတော့ကိုယ့်ထက်မြင့်တဲ့သူကိုသူဟာမြင့်ချက်ပိုတော်တယ်ပိုသားတယ်လို့ခံစားရအောင်လုပ်ပေးတာဟာအာဏာတိဆောက်ခြင်းရဲ့ပထမဆုံးရွှေ့ဝှက်ချက်ဆိုတာပါပဲကောင်းကင်မှာနေမင်းကြီးကတစင်းပဲရှိရပါမယ်နေမင်းကြီးထွက်လာတဲ့အချိန်မှာကျယ်ရီဟာအတူရှင်ပြီးမထွက်လာကြသလိုပေါ့သင်ဟာလည်းအထက်လူကြီးရဲ့အရှိတ်အောက်မှာနေရင်သူတို့ကိုပိုပြီးတောက်ပလာအောင်လုပ်ပေးနိုင်မယ်ဆိုရင်သင်ရဲ့အာဏာနဲ့ယာတုဟာအလိုအလျောက်မြင့်တက်လာမှာပါပြောင်းပြန်လှန်၍ကြည့်ချင်းအမြဲတမ်းတော့သူတစ်ပါးစိတ်အနှောက်အယှက်ဖြစ်မှာကိုပဲကြောက်ပြီးပူပန်နေစရာမလိုပါဘူးအခြေအနေနဲ့အချိန်ခါကိုကြည့်ပြီးတော့ပါနှက်ဖို့တော့လိုပါတယ်အထူးသဖြင့်အောက်ကအခြေအနေနှမျိုးမှာဆိုရင်တော့စဉ်းစားပုံချင်းမတူတော့ပါဘူးနံပါတ်1ကြာရှုံးတော့မဲ့အထက်လူကြီးသင်အထက်လူကြီးကယာတုကနေပြုတ်တော့မယ်ဒါမှမဟုတ်အရှင်အဝါမိန်းစပြုတ်နေပြီဖြစ်တဲ့ကျွေးလင်းတော့မဲ့ကြက်တပွင့်ဖြစ်နေပြီဆိုရင်တော့သူ့ထက်ကြော်ပြီးတောက်ပဖို့မကြောက်ပါနဲ့သူအားနဲ့နေချိန်မှာသင်ရဲ့တောက်ပမှုကသူ့ကိုပို့ပြီးသေးသိမ်သွားစေပါလိမ့်မယ်သူ့ရဲ့ကြာရှုံးမှုကိုအရှိန်မြင့်ပြီးသလိုဖြစ်အောင်ပပနက်နက်လှုပ်ဆောင်နိုင်ပါတယ်ဒါပေမဲ့သူကအလိုအမင်းအားနဲ့နေပြီးအလိုလိုပြုတ်ကြတော့မှသေချာနေရင်တော့ဘာမှလုပ်မနေပဲသဘောအတိုင်းပဲလှုပ်ထားလိုက်တာအကောင်းဆုံးပါနံပါတ်2ယာထုခိုင်မာနေတဲ့အထက်လူကြီးအကယ်၍သင်အထက်လူကြီးကယာထုအာနာခိုင်မာနေသေးတယ်ဒါပေမဲ့သင်ကသူ့ထက်ပိုပြီးအရေးအချင်းရှိတယ်ဆိုတာသင်ကိုယ်တိုင်သိနေတယ်ဆိုရင်တော့အချိန်စောက်ပါအာနာဆိုတာအနေနဲ့အမြဲရှော့ပါသွားတတ်တဲ့သဘောဝရှိပါတယ်သင်ကသာစိတ်ရှိရှိနဲ့အကွက်ချစီမံတက်မယ်ဆိုရင်ဒီနေ့မှသူ့ထက်ကျွံလွန်ပြီးတောက်ပခွင့်ရမယ့်အချိန်ဟာသေချာပေါက်ရှောက်လာမှာပါ